တ
က
စွာဘုရားနတ်လူတို့အားကောင်းရာကောင်းရာညွှန်ပြတော်မူသောမြတ်စွာဘုရားဘုရားသစ္စာလေးပါးကိုကိုယ်တိုင်လည်းသိတော်မူသူတစ်ပါးတို့ကိုလည်းသိအောင်ခေါ်တော်မူသောမြတ်စွာဘုရားဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာဟုဆိုအပ်သောသစ္စာလေးပါးတို့ကိုကိုယ်တိုင်လည်းသိတော်မူသူတစ်ပါးတို့ကိုလည်းသိအောင်ခေါ်တော်မူသောမြတ်စွာဘုရားဘုရားသစ္စာလေးပါးကိုကိုယ်တိုင်လည်းသိတော်မူသူတစ်ပါးတို့ကိုလည်းသိအောင်ခေါ်တော်မူသောမြတ်စွာဘုရားဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာဟုဆိုအပ်သောသစ္စာလေးပါးတို့ကိုကိုယ်တိုင်လည်းသိတော်မူသူတစ်ပါးတို့ကိုလည်းသိအောင်ခေါ်တော်မူသောမြတ်စွာဘုရားဘဂဝါဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား
ကိုပါတော်နိညာမပြေရွတ်ဖက်ပွားများလာသူတိုင်းသည်ဘုရားရှင်ရဲ့ဂုဏ်တော်ဓာတ်တွေရစ်ပတ်လွန်ချုံလုံးပြုံးစီမည်ပြစ္ဆုတ်ပယုတ္တမယမှာကောင်းကျိုးချမ်းသာဂုဏ်တော်ကိုအားကျိုးတရားကိုဤကံမှုချရမည်အမှန်ရှိသည်
စွာဘုရားနတ်လူတို့အားကောင်းရာကောင်းရာညွှန်ပြတော်မူသောမြတ်စွာဘုရားဘုရားသစ္စာလေးပါးကိုကိုယ်တိုင်လည်းသိတော်မူသူတစ်ပါးတို့ကိုလည်းသိအောင်ဟောတော်မူသောမြတ်စွာဘုရားဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာဟုဆိုအပ်သောသစ္စာလေးပါးတို့ကိုကိုယ်တိုင်လည်းသိတော်မူသူတစ်ပါးတို့ကိုလည်းသိအောင်ဟောတော်မူသောမြတ်စွာဘုရားဘုရားသစ္စာလေးပါးကိုကိုယ်တိုင်လည်းသိတော်မူသူတစ်ပါးတို့ကိုလည်းသိအောင်ဟောတော်မူသောမြတ်စွာဘုရားဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာဟုဆိုအပ်သောသစ္စာလေးပါးတို့ကိုကိုယ်တိုင်လည်းသိတော်မူသူတစ်ပါးတို့ကိုလည်းသိအောင်ဟောတော်မူသောမြတ်စွာဘုရားဘဂဝါဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားမိမိစိတ်ကိုရောတလောကလုံးကိုပါဆိုရတော်မူသောမြတ်စွာဘုရားမေဖို့နိဗ္ဗာန်တရားနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားများများသောအခြင်းအရင်ပြည့်နှံ့သောအကျော်အစောနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားအတုမရှိသောတတိတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားလူမီဆန္ဒတောင်းတမှုမှန်သမျှသောခဏချက်ချင်းပြည့်စုံတော်မူသောမြတ်စွာဘုရားအတုမရှိသောဒုက္ခဝိရိယနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဘဂဝါဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားမိမိစိတ်ကိုရောတလောကလုံးကိုပါအစိုးရတော်မူသောမြတ်စွာဘုရားမေဖို့နိဗ္ဗာန်တရားနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားများများသောအခြင်းအရင်ပြည့်နှံ့သောအကျော်အစောနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသူမရှိသောတတိတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားလူမီဆန္ဒတောင်းတမှုမှန်သမျှသောခဏချက်ချင်းပြည့်စုံတော်မူသောမြတ်စွာဘုရားအတုမရှိသောလောကဝိရိယနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားရှိ၍အသေးချေရဏရှိသောကိုယ်တော်ပေါင်းတို့၏အနှစ်ချုပ်ချစ်သောအရဟံသဘဂဝါဆုံးကိုယ်ပါကိုယ်တော်နိပြမပြည့်ရွတ်ဖန်ပွားများကြလူတိုင်းသည်ဘုရားရှင်ရဲ့ဂုဏ်တော်တတ်တွေရစ်ပတ်မှန်ကြုံလုံးတို့သည်မြည်ပြစ္ဆုတ်ပင်ရုံတရားပါကောင်းကျိုးချမ်းသာဂုဏ်တော်ကိုယ်ပါအကျိုးရကိုဧကံမှုချရရင်မှဖြစ်သည် မြတ်စွာဘုရားရှင်အပေချေအနရရှိသောဂုဏ်တော်ပေါင်းတို့၏အနှစ်